Quantum Session Quantum Plus ဒါမှမဟုတ်ငါးမှာဘူးအနီမေဟာ movie နဲ့အတူဇာတ်သိမ်းသွားပြီးပါပြီ။ဒါပေမဲ့အခုအခါမှာတော့ပရိသတ်တွေလုံးဝမျှော်လင့်မထားတဲ့ project အသစ်တွေထပ်မံထွက်ရှိလာဖို့ရှိနေပါတယ်။2026ခုနှစ်မေလ2ရက်နေ့ကတိုကျိုမြို့မှာပြုလုပ်ခဲ့တဲ့ special event တစ်ခုကနေပြီးတော့ project တစ်နှစ်ခုကိုတရားဝင်အတည်ပြုကြေညာလိုက်တာပဲဖြစ်ပါတယ်။ဒီ project တွေထဲမှာ light novel ကိုအခြေခံထားတဲ့ TV series အသစ်တစ်ခုနဲ့ manga တွေကအခန်းတွေကိုဖော်ပြပေးမဲ့ OVA အသစ်တစ်ခုတို့ပါဝင်ကြမှာပါ။ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီ project တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဘရဒါတို့လည်းတီကျူကျူအမာကန်ဖန်နေဆိုရင်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်မူရင်းမန်ဂါဇလန်တွဲက movie အပြီးမှာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အခုထွက်ရှိလာမယ့် series အသစ်ဟာသူတို့တွေရဲ့အရွယ်ရောက်လာတဲ့အချိန်ကိုအဓိကထားပြီးရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။သူတို့9ယောက်ရဲ့တက္ကသိုလ်ကျောင်းသားဘဝအလောက်ခွင်ဘဝနဲ့ဖူတာရိုဂျာကဆက်ဆံရေးအပြောင်းလဲတွေကိုမြင်တွေ့ရမှာပါ။အခုလာမယ့် series ထဲမှာညီမ9ယောက်ရဲ့ရည်မှန်းချက်တွေနဲ့သူတို့ရဲ့ဘဝတွေကိုအဓိကထားဖော်ပြသွားမှာပါ။နီနိုနဲ့မီကူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်ဆိုင်လေးကိုအတူတူဖွင့်ပြီးစီးပွားရေးလောကတွေကိုခြေစုံပြစ်ဝင်နေတဲ့ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။အီဂျီကာကတော့နိုင်ငံတကာအဆင့်မီမင်းသမီးတစ်ယောက်အဖြစ်သူမရဲ့အမှုပညာခရီးလမ်းကိုရှောင်လန်းနေတာကိုတွေ့ရမှာပါ။တစ်ဖက်မှာလည်းအီဆူကီဟာသူမရဲ့အိမ်မက်ဖြစ်တဲ့ဆီယာမတစ်ယောက်အဖြစ်ပညာရေးလောကထဲမှာဘလို့ရုန်းကန်နေရလဲဆိုတာကိုပါမြင်တွေ့ရမှာပါ။ယိုဆူဘာကတော့ဖူတာရိုနဲ့အတူအိမ်အောင်တဲ့ဘဝအသစ်ကိုဘလို့တိဆောက်နေလဲဆိုတဲ့အိမ်အောင်ရေးဇာတ်ကော့တွေကိုပါပထမဆုံးချိန်မြင်တွေ့ရတော့မှာပါ။အခုပြပြတဲ့သူတို့တွေရဲ့အလုပ်ကန်တွေက movie ထဲမှာ9မိနစ်စာလောက်ပဲပြသွားတာပါ။အဲ့ဒါမို့လို့အခုလာမယ့် season မှာတော့အပိုင်း12ပိုင်းနဲ့သူတို့တွေရဲ့အခက်အခဲတွေကိုအသေးစိတ်မြင်ရတော့မှာပါ။ဒီ series မှာသူတို့9ယောက်ဟာအတူတူနေထိုင်ကြတော့တာမဟုတ်ဘဲတယောက်တနေရာစီမှာကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေကြတာကိုမြင်ရမှာပါ။ဒါကြောင့်သူတို့ညီမတွေကြားကတရောစဉ်ကိုဘလို့ဆက်လက်ထိန်းသွားမလဲဆိုတာကိုတော့အခုလာမယ့် series မှာပြသသွားမှာပါ။နောက်တစ်ခုကတော့ online မှာလူပြောများနေတဲ့ Devour Art ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။အခုထွက်လာမယ့် series ထဲမှာဖူတာရိုနဲ့ယိုဆူဘာတို့ကကွာရှင်းကြမယ်။ပြီးရင်ကြံလေးယောက်ထဲကမီကူနဲ့ညားမယ်ဆိုပြီးပြောနေကြတာပါ။ဒီစကားတွေကမီကူဖန်နေစီကထွက်လာတာသိကြတယ်။ဒါပေမဲ့အခုထွက်လာမယ့် series မှာတော့သူတို့ရဲ့အခြေအရေးကပိုပြီးခိုင်မာလာမှာပါ။နောက်ပြီးတော့တခြားညီမတွေကလည်းသူတို့ရဲ့အခြေအုပ်ကိုဘယ်လိုနှုတ်ဆက်ပြီးဘယ်လိုဘဝအသစ်တည်ဆောက်မလဲဆိုတာကိုပဲအလေးပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မလိုအပ်ပဲစိုးရိမ်နေစရာမလိုဘူးလို့ပြောချင်ပါတယ်။ဒုတိယမြောက် project အနေနဲ့ထွက်ရှိလာမယ့် OVA အကြောင်းကိုဆက်လက်ပြပြပေးပါမယ်။မန်ဂါကိုအနီမေပြောင်းလဲတဲ့နေရာမှာဇလန်အချို့ကိုချုပ်လိုက်တာမျိုးဒါမှမဟုတ်ချန်နာခဲ့တာမျိုးတွေရှိပါတယ်။သူတို့ရဲ့ငယ်ဘဝအမတ်တရားအချို့နဲ့ဇလန်ရဲ့အရေးပါတဲ့ size တူတွေဟာအနီမေထဲမှာပါဝင်မလာခဲ့ပါဘူး။အခုထွက်လာမယ့် OVA ဟာအဲ့ဒီလိုအနီမေမှာပါမလာတဲ့အခန်းတွေကိုအဓိကထားပြီးရိုက်ကူးသွားမှာပါ။ဒါကြောင့်မို့လို့ဒီ OVA ကိုကြည့်လိုက်တာနဲ့ဇလန်ရဲ့လိုအပ်နေတဲ့ကွင်းဆက်ကိုအပြည့်အဝနားလည်သွားမှာပါ။မန်ဂါဖတ်ထားတဲ့သူတွေအတွက်လည်းသူတို့မြင်ချင်တဲ့ဇာတ်ဝင်ခန်းတွေကိုအနီမေပုံစံနဲ့ပထမဆုံးအကြိမ်မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။အနီမေစီဇန်တွေနဲ့ movie မှာကြံခဲ့တဲ့မန်ဂါ chapter တွေဟာ10ခုထက်မနည်းရှိနေပါသေးတယ်။အဲ့ဒီလောက်များပြတဲ့အကြောင်းအရာတွေကိုအရေးသွေးရှိနဲ့ပရိသတ်စိတ်ကျဉ်တဲ့အောင်တင်ဆက်ပေးဖို့ဆိုရင်မိနစ်20ဆိုတဲ့အချိန်ဟာလုံးဝမလောက်ပါဘူး။ဒီ OVA ရဲ့ကြာချိန်နဲ့ပတ်သက်ပြီးတော့လည်းတရားဝင်အတိမပြုရသေးပါဘူး။ဒါပေမဲ့မန်ဂါထဲမှာကျန်းနေတဲ့အခန်းအရေးအတွက်ကိုကြည့်ရင်မိနစ်50ဝန်းကျင်ရှိမဲ့ special long episode တစ်ခုဖြစ်လာဖို့များပါတယ်။ဒါကြောင့်မိနစ်20စာတစ်ပိုင်းနဲ့ပြီးတော့မှမျိုးမဟုတ်ပဲပရိသတ်တွေအဝါကြည့်ရမယ့် OVA မျိုးဖြစ်လာမှာပါ။နောက်ဆုံးအနေနဲ့အားလုံးစောင့်မျှော်နေကြတဲ့ထွက်ရှိလာမယ့်အချိန်နဲ့ပတ်သက်ပြီးခံမှန်းခြေကိုပြပြပေးသွားပါမယ်။2026ခုနှစ်မေလ2ရက်နေ့ကပြုလုပ်ခဲ့တဲ့တိုကျိုပွဲရဲ့တရားဝင်ကြေညာချက်အရဒီ project နှစ်ခုလုံးဟာလက်ရှိမှာထုတ်လုပ်ရေးလုပ်ငန်းစဉ်အဆင့်ကိုစတင်နေပြီဖြစ်ပါတယ်။ထွက်ရှိမဲ့ရစဲကိုတော့တရားဝင်ပြထားတာမျိုးမရှိသေးပါဘူး။ဂျပန်နိုင်ငံကရိုမာအရတော့ဆောင်းဝါဒီမှာစီဇန်1ကိုထွက်မယ်လို့သတင်းတွေထွက်နေပါတယ်။ဒီသတင်းတွေနဲ့ပတ်သက်ပြီးတိကျတဲ့ရစဲတွေပေါ်လာရင်တော့ရို channel ကနေအမြန်ဆုံးပြန်လည်တင်ဆက်ပေးသွားမှာပါ။ဒါကြောင့်မို့လို့ငါးမဘူးလေးတွေရဲ့နောက်ဆုံးရသတင်းကိုလက်လွတ်မခံရအောင် channel လေးကို subscribe လုပ်ထားပေးဖို့တိုက်တွန်းလိုပါတယ်။ဒါဆိုရင်နောက်ဆုံးအနေနဲ့တီကျူကျူတဲ့ကဖတ်ဖတ်လေးတစ်ခုပြောပြီးဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။ဒီအနီမေဟာအတန်တရုပ်ဆောင်ပိုင်းမှာအကုန်ကြအများဆုံးနဲ့အကောင်းဆုံးဖွဲ့ထားတွေကိုစုစည်းထားတာဖြစ်ပါတယ်။ဟာနာဇာဝါခနာအာယာနာတာကက်တက်စုအီတိုမီခုဆာကူရာအာယာနဲ့အီနိုရီမီနာစီဆိုတဲ့ဒီ9ယောက်စလုံးဟာဂျပန်အနီမေလောကမှာထိပ်တန်းအလစ်မင်းသမီးတွေဖြစ်ကြပါတယ်။ဒီလိုထိပ်တန်းမင်းသမီး9ယောက်စလုံးကိုအနီမေကားထဲမှာအတူတူမြင်ရဖို့ဆိုတာတကယ်ကိုခရင်လို့တဲ့အတွက်ဒါဟာအတန်တရုပ်ဆောင်လောကရဲ့ dream တစ်ခုလိုပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ကျွန်တော်ရဲ့ပောက်ကူရတွေတင်တဲ့ Telegram channel လေးကိုလည်းအဆင်ပြေရင် join တော့ပေးကြပါအောင် comment မှာလည်းပြထောက်ပေးထားပါတယ်ကျွန်တော်ရဲ့နာမည်ကတော့ယိုယိုပါဒီထက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်ကဲဒါဆိုရင်မီနာဆာအာရီဂါတိုဂိုဇိုင်မတ်